အောက်ကမြင်ကြတယ်အောက်ကမြင်ကြကိုချီရေဒီလာဆိုင်ဖာလာပဲအေးကဲဆက်ဒီလေကိုဒီလေတော့တော့မောင်းတာလေးရှောက်ပြောတယ်ဦးမလေးဟဲ့အဲ့လိုတော့ဘာလို့ဒီမှာဒီလေဦးမလေးဒီမှာစေးရအောင်လာအေးဘိုင်းဟောပါလေအကိုစာကြတာမောင်မိပါပါဒီရလိုက်တော့ဖတ်တာပဲဒီရုပ်လိုက်တော့ဖတ်ပြီးတာညီမတို့ရွာလာတော့ကအကိုပြော့နေတယ်ဆိုပြောနေတယ်ဒီနေ့ဘောတော့တက်ကြည့်ပြီတက်ကြည့်ပြောရအကိုပြောတာတော့ဟုတ်တော့ပါအခုညီမတို့ရွာပါတဲ့ဟာညီမတို့ရွာအခုညီမတို့ရွာမှာဘယ်ကြီးလက်ပဲရှိတယ်ဘုန်းကြီးပြန်ပွဲမသိချင်တော့ပဲဟာမသိဘူးလေသူရေးရတယ်ဟာတင်လိုက်တယ်အမောဘယ်ရှိတယ်ပယ်လာယူရှာလာအညံ့လာမသိဘူးတဲ့ဝဲလာရုပ်ရှင်လာအငိမ့်လာမသိဘူးပြောတယ်။ကြောင်းရက်တွေမဆိုင်ဘူး။ဒီစားတွေကကလေးတွေလည်းပါ။ကပ်ပဲနဲ့ဘာလို့ရှောက်နေရမလဲ။ညမညောင်းနေမယ်။ညောင်းနေမယ်။ဒုက္ခပါ။ဘယ်ညမပြောရမှာလဲဟာ။ကိုချီရေ။ကိုကြီးရေ။ဧကန်လား။ဒီကောင်းလား။ဒီတော့မြေတော့မုန်းတာဟာ။အခုသူရေးရတဲ့ဘက်လား။ဟောပါလိ။ဘာလို့ဒီစားတယ်ပါဒီဖတ်တော့ဟာဒီလိုလူကျွမ်းတာလည်းကျွမ်းတာဘာမှမလုပ်မှန်းကြီးပါဟုတ်ပါဗျာဒီခေတ်တော့ဘုရားဆွဲတယ်ပဲရောက်လာတယ်ကြာပြီဟိုစောက်တုံးပါတဲ့အေလုံးဒီထွက်ရတယ်ဟိုဆောင်ကမအင်းလို့ဒီထွက်အိမ်ရအောင်ပါကွာဆွဲတယ်လို့ပဲတော့ဆွဲတယ်လို့ပြောလို့ဖြစ်နေတယ်ကိုချီရေအခုအေးအကိုနဲ့ညီမချနေတာကိုချနေတာဘာလို့မသိဘူးသာလုံးတက်ကြံနေတာသာလုံးတက်ကြံနေတာဟုတ်တယ်အကိုနဲ့ညီမချနေတာအဲ့လိုလုပ်သမ်းအဖေတို့အမေတို့ဟာသူ့စိတ်ကအဖေတို့ဟာတို့တို့ဖေပါဖေတို့တို့ရေဒီကွာအကိုဟုတ်အကိုတဲ့ညီမနဲ့ချိနေတာကိုဖေတို့မေတို့တဲ့တိသွားပြီတဲ့အဲ့လိုလို့ပါအဖေတို့အမေတို့တိသွားပြီအကိုအပြန်လာတောင်းပါအပြန်လာတောင်းပါလက်ထောက်ကိုတောင်းပါဒါပြောတာတော်လေးကိုဖျောက်ဖျက်အကိုမတော်ရင်တောင်းတဲ့လူတော့တောင်းနေရပါလေတောင်းရင်တိုင်းပဲပြောတာမတောင်းတော့မေးခေါ်တယ်ပါဗျာကဲကိုယ့်ရဲ့ရှိရအဖိုးကြီးရတယ်ဘာသာရေးတောင်းနေတော့ကိုရီးယားလည်းလူဝင်ပြီးဒီလူကျွန်တော်လည်းရုပ်ချောတန်အောင်လည်းကိုရီးယားကိုဘာလို့ကြီးနေမဟုတ်ဘူးလားကိုလည်းထင်တာပါသူမိမလားမဲတော့အမြဲပြုတ်တဲ့ဂျိုကြီးတွေလားအန်ဒီကြီးလားမမကြီးလားကဲအဲ့တော့ဘာသာရေးတောင်းနေတော့ကိုကလည်းဘူးသူကနေတယ်နော်မဲပဲရောက်တော့မဲပြေးတတ်ကိုလည်းဘူးသူကမေးဦးမှာပေါ့နော်အဲ့တော့မေးပါမြတ်စွာဘုရားတော့ပြရမှာပေါ့နော်မြတ်စွာဘုရားမြတ်စွာဘုရားဘာလိုမျိုးလဲဒါကဲဦးကြည့်ကြည့်လေဘေးရတယ်အိန္ဒိယမှာလေမြင်းစမတိုင်းကလေမြင်းစမတိုင်းကဘောဟုတ်ပြီနော်ဘောတကားလို့ဖြစ်တယ်ဟိုရေးတော့လည်းလေးကြည့်ရမယ်ကဲဘုရားမြတ်စွာဘုရားကဘာလိုမျိုးလဲမြတ်ဒီမှာလည်းကြည့်ရအောင်ဘုန်းကြီးရတယ်တော့ကြောင့်သူ့လိုပြောနေမြတ်စွာဘုရားဘာလိုမျိုးလဲသူတို့လည်းမသိလို့မဖြေတာပေါ့သိလို့မဖြေတာပေါ့သိဖြေလေသိပြောနေကဲပြောပါဗျာဘာလို့လဲဆိုတော့စာပေကျမ်းဂန်တွေထောက်ထားနေတယ်ပြောရမှာပဲအဲ့တော့ရှင်းလေးကြောက်တယ်မလားကဲသောဗုဒ္ဓမြတ်ဗျာကိုရောအားနေဘူဝါသူနာရေရောက်တော်ဆို
သောဘုရားမြတ်ဗျာဆိုတော့မြတ်စွာဘုရားကိရင်လူမျိုးပေါ့ ဒီတော့ဘောပါလားဒီလိုခုမှကြားလို့လားအဲ့ဒါ အဲ့ဒါမျိုးမဲ့ဘာသာရေးကိုရဘာသာရေးနိုင်တဲ့တယ် အေး ဒီမှာပဲနည်းနည်းတော့မယ် အေး အဲ့တော့မြတ်စွာဘုရားနဲ့ပတ်သက်တာတွေလည်းမေးကြည့်အောင်မယ်မြတ်စွာဘုရားကဆုံးဖုံးပြီးတဲ့အခါမှာ အေး ဘယ်လိုရက်ညနာကိုထည့်ပြီးဖုံးပြီးလဲ ဟာအရှိရက်ကိုမင်းရတယ်ကြည့်ပြီးတော့ဖုံးပေးတာဟော ရသော်ဘုရားကြွတဲ့နေရာသွားဆော်ပြီးသူ့ကျောင်းမှာရှိပြီးဖုံးပေးမှာဟောဘယ်သူ့ပေမဲ့ကိုလှည့်ရမှာလဲ တကယ်ပြည့်တဲ့ကြီးကိုထောက်ပြတာသူပြောတာဟုတ်ကဲ့ပါရက်စော်လုံးလေးတော့လည်းပြောနေ Yes No ကဲဘာပဲပြောတော့သူ့ကိုတော့လည်းအနိုင်ရအောင်လည်းလုပ်ရမယ်ဟောအရှိရက်နဲ့ဖုံးပြီးတယ် ကဲမင်းကသိတာ ဟာကျွန်တော်လည်းသာပြီးအထောက်ထားတွေ ကဲသိရင်ပြောမင်းအဲ့လမ်းကြီးချောင်းငါခေါင်းတွေမူးတွေပြီးချ မြ င် တ်စွာဘုရား ဘယ်ဒီတက်နေပြော တပိတ်ဖက်ကိုလက်ပြီးဖုံးပေးပါလေ ဟောတပိတ်ပဲတပိတ်ပဲ ကျွန်တော်တို့ရဲ့အာသာလူရှင်တို့များအသက်ပြီးတဲ့အချိန်မှာမင်းသမီးရဲ့တော့မိတ်ဆက်တဲ့စကားလေးနဲ့ပြည့်တဲ့ကြီးကကြားချင်နေတယ်ဟုတ်ပဲဗျနော်အဲ့တော့မင်းသမီးလေးကိုကျွန်တော်တို့ပြည့်တဲ့မိတ်ဆက်ပေးရအောင်နော်အဲ့တော့ကဲဤဖြိုးလိုက်ဆိုတဲ့ငမရေမရှိအောင်အပီ မင်္ဂလာရှိသောညချင်ပါပြီ မင်္ဂလာရှိပါတယ်ကျွန်တော်ရဲ့ အခုတော့ရေဦးပါမယ်တော်လန်ငယ်ကိုလာရောက်အားပေးကြတဲ့လမ်းလုံးမြို့ကမိဘပြည်သူပြည်သူများအားလုံးကိုပန်နီဆိုတဲ့နေခြင်းဒုက္ခဆိုတဲ့ချမ်းသာမှုပြအပေါင်းနဲ့ပြည့်စုံကြပါစေလို့ကျမကဒီစင်ပြင်းထက်ကနေပြီးမေတ္တာဆွေးနွေးကြများကောင်းလိုက်ပြရစီရှင် မင်္ဂလာရှိတဲ့ကလား ပါရှိတယ်ဟော ကျမကတော့ဘဝနှစ်စအတာချပါတယ်မြမမာလေးကျမဤပြောလိုက်နေဖြစ်ပါရှင် ဒီမိုက်တာ အိမ်မှာရေးချရှိတယ်ပဲနော် ဟုတ်ကဲ့ရှင်ဒီဘက်ကဦးချစ်ပြီလားရှင် ဦးချင်းဒီလည်းမင်းရင်ခေါ်တာဗျ ကိုချီပေး ဟဲ့လူလိုက် ရှင်ရှင် လာဒီနာထိုင် ဟာစောစောစီစီပြောတာ ဘလိုက်ပါလားတော့ဒီဟာကာ ဟာတော့ တော့ပဲ တောင်းရှင်ကိုကန်ခိုင်းတာ ဟာတော့ဘယ်နဲ့တော့ရှိရအောင် ဟောရန်ခကမှု ဘလို့မြိုက်ခောက်လို့လား ဒီလိုတွေဟုတ်ပါဟုတ်ပါလေဟောဒီမောင်လေးကမှ အပါမပြောတာ ကွာဘာစကားကြီးပြောပါတောင်းရှင်ကန်ခိုင်းနဘောတာဟိုဒါတော့ဒီမှာထိုင်ဒီဟာကိုင်းလို့ပြောတောင်းရှင်ကန်ခိုင်းတာโอเค မင်းဟာမင်းဟာမရှိကြည့်နေတာဟိုလိုပေါ့ဗျာ ဆောင်းလေးပြောဟော ဒီဘက်ကဦးမျိုးမျိုးလားရှင် ဟေးတပီးလေး ရှင် အဲ ပြောလိုက်လေလား ဟုတ်ပါရှင် ဟေးအဲ့ဒါလေးစကောင်းတယ်ဆန်းကြိုက်တယ် ကျေးဇူးပါရှင် ဆက်ပြီးတော့ကြိုးစားပါလို့ ဟုတ်ကဲ့ပါ တောင်းပြီးလိုက်နော် ကျေးဇူးပါရှင်ညီမတို့ကဝါသနာရှင်တွေပါနော်အဲ့ဒီအတွက်အမှားများပါရင်လည်းခွင့်လို့ပေးကြပါလို့ပြတာရေးခံပါမယ်ရှင် ဟုတ်ပါတယ် ဒီဘက်ကဦးလံပါလားရှင် ဟုတ်ပါတယ်ခင်ဗျာကျွန်တော်မော်ကြည့်နေရတယ်ဟေးဟေး လက်ကလွတ်စာနေဟဲ့ ဦးလံပါသမီးကိုမောမကြည့်ရင် ဒါပေါ့သူလည်းမှာတော့ဘုံမကြည့်ရ ဒီဘက်ကဦးတီတီလားရှင် ဘူးဦးလေးလေးလိုပဲခေါ်ပါ ဟုတ်ကလို့ ဒီကိုစီစီမာတော့လို့ခေါ်လို့ပေါ့ ဟာရှာပါ မိုက်တယ်ဝါ မိုက်တယ်ဝါ ဇိုးခိုးတမယဟာမိုက်တယ်မမောင်း စီစီရဲ့ဒီဒီမှာမင်းကိုချစ်တယ်လို့ပြောတော့ကိုအရန်ကြည့်ရတာ ဟာစားရကွာအချင်းကြီးလုံးပဲ ဘာဝင်ရောက်တော့ကြာတယ်တော့ကြာပြီဆိုပြီးတော့စာလူကြီးတွေသွား ဟဲ့ဒါလည်း ဟုတ်ဆိုတော့ဒါဝင်ရောက်တော့ ဒီနာကနေဝတ်ပြီးတော့ဒီတိုင်းတော့ ဘာဝင်နဲ့ဒီတော့ပါဆိုလို့ဒီကိုဆောင်းနေတာကွာ ဟုတ်လို့ အဲ့လိုကောင်းကောင်းမမှုပြောခွင့် ဒါဝင်ရောက်တော့ အဲ့ ဘာဝင်နဲ့ဒီတော့ဆိုပြီးတော့မြို့ကိုပြောခဲ့တာ အဲ့ဒီ ဒါဝင်ကနေပြီးတော့သွားပြီးတော့ က
အေး လူကဆဲမှာ ဟဲ့ယူကစင်ပါ လူကဆဲမှာ အေး ညရတယ်ဆို အိုးယောဒီယုံကြည်လို့ ဒီမှာအချစ်ကိန်းနဲ့ဆော့ရတာကိုလေးချွေးလေးတန်လို့ဖက် ဟာနေဘူးလို့ဖြစ်မှာပေါ့ ကိန်းကြီးဆော့ကြတာဒီကားရတယ်ကိုရတယ် နေဘူးလို့ဖြစ်မှာ ကို ပေါ့ ကြီးရတယ်ရိုးရိုးတွေ့ ရိုးရိုးတွေ့တာပါနေဘူးလေလို့ပြောတာပါတခြားမပြောပါဘူး ချစ်ကိန်းနဲ့ဆော့ပြီး စဉ်းစား ဝင်းဆလာမှာ အေး ဝင်းဆလာမှာအတင်းကျဲပဲ ဟဲ့ဟဲ့ဟဲ့ လက်သေးနဲ့ကိုတုတ်လိုက်တာကိုရဲ့ကြောပြီးမှာတော့တင်းကျဲမှာပဲကွာ ဟုတ်လားကြည့်လိုက်ပါဗျာ ဒီပြင်မှာဝဲနေ ဟော အေးတသေးလို့ပြောတာ ဒီလိုပြောမယ်နော် ကြောနဲ့ဆက်နေတာဟုတ်ပါမင်းဟာ ကိုကြောပြီးမှာတော့တင်းကျဲမှာမင်းကိုမှားထားတယ် အေး မဲဘမ်းမှာ အေး အမြဲလဲနေတဲ့ကောင်မလေးတွေရှိနေတယ် အေး ကိုစိတ်ချဘူး အလိုလို အမြဲနန်းနေပါလို့ ဟဲ့အရေးရဲ့ဟဲ့ အေးရကအားရဘူးကိုတော့လေးလည်းမတော့လို့ ဟာလားလေးမလို့ရပါကဲမဲဘမ်းတော့ပြီးပါ အေး အဲ့ဒါနဲ့ ဘယ်မျိုး မဲဘမ်းကနေပြီးတော့ အေး ဘလုံးပေါင်းမှာ ဟာ ကိုပခုံးရောက်လုပ်ခဲ့ရတာ ဟာဘာလောက်တာလဲမခုံကြောဘာလောက်တာလဲ ကားလို့ ဘယ်အစိုးရမလွတ်ဘူးကွာစကားပြောတာလေဟုတ်ပါလေ စာလူပြီးပါမလို့နာလူပြီးပါနဲ့ ဟာဒီဘာပြောပါမင်းက ကြောင်းနေပြီ ကြောက်စရာကြီး ဘ ဖြစ် လုံးပေါင်းမှာပခုံး ဘာ ရောက် ဖြစ် လုပ် လဲ ခဲ့ရတယ် အေး ဘလုံးပေါင်းမှာကျွန်တော်တို့ကဒီကပုံကြောင်းတော့တော့တောင်းတက်ကလေ အေး ကိုရဲတဲ့ဒီမန်းတော့ပါခုံးနဲ့ညောင်းခံပြီးတော့ မင်းက သူ့ခေါ်ရတာကြောင့်ဘလုံးပေါင်းမှာခုံးညောင်းလုပ်ခဲ့ရတယ် ပြန်ပြေး အာ ကိုကြီးဖြစ်နေတာ အဲ အဲ့ဒါချက်အဲ့ဒါ ဒီထားပဲ ဘိုးထမ်းထားတာ ဘလုံးပေါင်းကိုပြန်သေးပြီးတော့ မင်းက ကာယာမမမေကားလာလို့ပြော အဲ့ဒါတော့ညောင်းညောင်းဒီညောင်းလေကွာဒီမောင်လေးကဘာကျွန်တော်ကျမ်းပါနေပဲ ဒီမှာခင်းနေတယ်ပါ မမရဲ့ ပြောနေ အော်ကျွန်တော်ပြောတယ်ပေါ့ကျွန်တော်ဘာသာရတဲ့ကိုင်းဆက်ပါတယ်ဘုရားပြောပြရတဲ့အကြောင်းလေး ဟုတ်ပါ ဟာဟာ ကာယာမမ ဘာရွေးချက်နဲ့ကားလိုက်လဲ ကားထားတယ်ငါတို့ရထားနဲ့ဆက်သွားမေကားထားတယ် အဲ့လိုပြောပါလား ဆောတော့ အဲ့လိုပြောတာ ကားထားနေအဲ့လိုတော့ဘာမေကားထားဆိုတော့ဘာ ဘာ လို့ လို့ဒီမှာတရားအိတ်တက်ကြီးတဲ့ပြည်သက်ကြီးရတယ်များနေတော့ငါးတွေကလည်းဘာလို့ပါ တကယ်တမ်းပြန်တာ အဲ့ဒါနဲ့အဲ့ဒီလေးမှာ အေး ဒီမှာဘာဖြစ်တော့ ပြောရင်ကောင်း အဲ့ဒီမှာတော့ပြောတာ လက်ထိတ်နဲ့ အေး လက်ထိတ်နဲ့ထောင်3လကြာသွားတယ်ဆိုတာအာကြည့်တာ အေးအဲ့ဒါလည်းဘာလို့ဘာသာအေးပါ တော့ဘုလို့ပေါ်မှာပြောတော့အဲ့ဒါနဲ့ကာယမမမေကာယမမမေကားထားဆိုပြီးတော့ယထာလက်သက်ကူတာအဲ့ဒီလေးမှာဖိတ်ချိတ်ကရဲကြီးကိုလက်ထိတ်နဲ့တန်ခဲ့ရတယ်ဟာ အေး ဟုတ် ဟော တယ်တော့ဒီလက်ထိတ်ကဟိုစောကြီးတွေကလာဖို့ကောင်းတာ ဆောင်းကြီးရတဲ့ခေါင်းကြမယ်ပေါ့အေးကဲသမီးကပြောရတဲ့ဆရာလေးပြောသမီးပြောရရှိရပြေးတဲ့ကိုပြောအခုကြိုက်တယ်ဆိုရင်ပြီးမှရှိမှာပွင့်လင်းလာတော့ဟုတ်ဒီမှာကြိုက်နေပါပြီ အသက်ရွယ် သဘောတူရင် အသက်ရွယ် မယ်လို့ပြောတာ အသက်ရွယ်အဖုံးနဲ့ညီရွယ်ပါမောကတိတ်မကျင်းစားပါနဲ့ စိတ်ထဲရှိတာပြောခိုင်းတာကွာ စိတ်ကူးနေတာစိတ်ကူးနေတာများပါ ကဲပါအကျော်လေးလည်းရှော့ရအောင်နော် ဟုတ်ပါဗျာ မတို့နောက်မှညီမလေးထက်နန္ဒာနဲ့ခါတစ်ထက်သူတို့ဖြော်ပြဖို့လည်းရှိပါသေးရှင် ဟုတ်ပါတော့ အဲ့ဒီတော့ကျမကပေးသက်ကိုနောက်ထပ်တစ်ချင်းလေးတစ်ပုဒ်နဲ့ကားပြဖြော်ပြရင်းနဲ့နှုတ်ဆက်ချင်ပါတယ် ဘယ်လိုတစ်ချင်းလေးလဲရှိ တစ်ချင်းနာမည်ကညတစ်ခတ်တဲ့ရှင် ဟောမြတ်တခင် ဒီကောင်းတဲ့ရှင်ပါဗျာဒါဆင်ကြမယ် ဆိုင်စရာတို့ဆုံးပါပြီကို
the biasi Yitabi shizi jaulu Sudam yita Shikabadayam di Hey!
နိုင်ငံတော်သက်ဆိုသက်ကိုလည်းပါမကြည့်တေးသေးကိုတော့တဲ့ရဲ့ရှိကိုရှိနိုင်ငံတော်သက်ဆိုသက်ကိုလည်းပါမကြည့်တေးသေးကိုတော့တဲ့ရဲ့ရှိကိုရှိတေးရဲ့ရှိရဲ့ရဲ့ဆိုတဲ့ဆိုင်မှာအားလုံးလိုက်တာဝေးအောင်အောင်တန်တာကြောက်ပဲစီကားတဲ့ခေါင်းကချက်ချင်းလို့တော့ဒီလူတွေကြီးရလားဟဲ့ကြီးရဟဲ့တော့ဒီလူတွေကြီးရလားဟဲ့ကြီးရဟဲ့အေးတော့အောင်ရပြီအေးတော့အောင်ရပြီအေးတော့အောင်ရပြီဒီကဘာမှမဆိုင်တဲ့ကိုလိုချင်းနေတာဖြစ်ပါတယ်။နောက်တစ်ခုကတော့မိုးမန်းကကိုသားငယ်နဲ့မမေလေးကိုချင်းနေတာဖြစ်ပါတယ်။နေခွေများအားလုံးကချင်းချင်းပေးတာဖြစ်ပါတယ်။ ဘုလိုချင်းပြနေတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်နော်ဟုတ်ကျွန်တော်တို့အခုရလာနဲတယ်များတယ်လို့မမှတ်ပါဘူးလို့နော်နောက်လည်းပြုလုပ်ရပါလိမ့် ကိုကြလေးတာပါ ကျွန်တော်တို့ရှင်းနေပေါ်နေပြီးတော့နောက်ထပ်အဲကြတဲ့မင်းသမီးလေး ဒုတိယမင်းသမီး အဲဒီရှိပါလေခင်ဗျာ ဟုတ်ကဲ့ အဲ့တော့မင်းသမီးလေးကို အဲ ခေါ်ဖို့အလက်ကြပြီးတော့ဘုံမျိုး ကိုမြမျိုးခေါ်ပါ တန်လေးကဘာကောင်းတော့ခေါ်ပါမယ် ရက်ရစာရင်အခါကရွေးမနေတော့ပါ မ ဘူး ရွေးရပါအားအဲ့ဒီခေါ်ဆွဲ တစ်သက်မှတစ်ခါ အေး လက်စီယာကောင်းပြီတဲ့ အေး ထက်ကြတာလေးယေး ဟေး က
သာချ